ပန်းချောင်းလာမှာရောက်တဲ့ဟာလေးတွေပပန်းကတော့ night sightseeing တိုးလေးလာဖို့ဂျပန်ဆောင်နေရပါညန်ထရာကညဘက်ရောက်နေတာတော့မှလူတွေကတော်တော်စီးတယ်ညီနေရရဲ့ဘက်ချမ်းတော့ကန်းချီဘက်ချမ်းပါအခုပပန်းတို့ကတော့ Natural Night Market ကိုသွားနေရပါတရားမြတ်မီသူတို့ရဲ့တရားကြီးကလေမီးအောင်စုံနေတော်တော်လာတယ်ဗီယက်နမ်မှာကစိုက်ကယ်စီးတဲ့သူတွေကတော်တော်ပေါ်တာညကတက်တမ်နုံထောက်အိတ်ချပါရဲ့အထဲမှာသူကစူပါမားကတ်လိုပဲပေါ့နော်နိုင်မာကရောက်ပါပြီဒါတော့ Nantra ရဲ့နိုင်မာကကြည့်ပါ Let's go သွားမယ် Souvenirs တွေတော်တော်များတယ်ဒီလိုမျိုး cross fast copy လည်းအများကြီးရောက်နေညသေးဆိုတဲ့အတိုင်းလူကတော့တော်တော်ဆိုနေဟုတ်ခါထားတာတောင်းလားဖိုတိုရိုက်ဖို့လှရဲ့ညာလေးဒီလိုပံဝင်ရိုက်ခဲ့သေးတယ်ပပန်းတို့အဆုံဆုံလဲပြီးလို့ညာသေးကနေပြန်ပါပြီပပန်းကတော့ဒီ night market မှာပတ်စံလာလေးတာပါကိုင်းရလေဟိုလေလူတွေလေးလမ်းလျှောက်တဲ့ဘက်ကြီးရောက်လာလိမ့်နာပါတော့ဒါဗီယက်နမ်မှာလေးတိလားကားတို့ဆိုင်ကယ်တို့ကလေလူသွားရင်ဒီ platform ကိုမတက်ခဲ့ကြတာပပန်းဆိုလေးဆုံးတိကြည့်ပြကျေးဇူးပါနော်တဒါ